ောက်လို့ရတယ်နော်ဂျိုင်းလေးမြောက်လို့ရတယ်ကျမဒီမှာဂျိုင်းကိုမြောက်လိုက်တဲ့အချိန်မှာအင်ကြီးဒီပါတက်သွားတာမျိုးမရှိပါဘူးရှင်ကျမရဲ့အင်ကြီး body fit ဖြစ်တော်ရတယ်ပါတက်သွားခြင်းမရှိတဲ့အကြောင်းရင်းကတော့ခန္ဓာနဲ့မို့တစ်ထက်တည်းကြလို့ဖြစ်ပါတယ်ရှင်ကျမတို့ရဲ့ body frame ကခန္ဓာကိုယ်နဲ့ဒီရဲ့ဒီအင်ကြီးရဲ့မို့တစ်ထက်တည်းမကြဘူးဆိုလို့ရှိရင်ဝတ်ထားလိုက်လို့ရှိရင်ကျမတို့ကလက်မြပဲခါကြရင်အင်ကြီး live ပါတက်သွားတာမျိုးဖြစ်တတ်ပါတယ်ရှင်ခန္ဓာနဲ့မို့မကြလို့ပါရှင်အင်ကြီးဒီအရင် smooth ဖြစ်နေလို့နော်ရေကူးဝတ်ဆောင်နဲ့တူတယ်လို့တော့မမှတ်နဲ့နော် comment မှာတွေ့တယ်နော်ဒီလိုမျိုးကျမတို့ smooth ဖြစ်ဖို့အတွက်ဆိုတာပညာတွေအများကြီးထည့်သုံးထားရတယ်ဆိုတာချုပ်တဲ့လူတိုင်းသိပါရဲ့ရှင်ဒီလိုမျိုးတစ်ထည်ရဖို့အတွက်ကျမတို့မှာbody frame ကောင်းကောင်းတိဆောက်တက်ရတယ် green line မှန်မှန်ရွေးတက်ရတယ်ချုပ်နီးချုပ်သားကိုတူတူကြကြချုပ်တက်ရတယ်နော်